အဲ့တော့လူရဲ့သဘောနဲ့ဖခင်ရဲ့သဘောကလုံးဝမတူပါဘူးလူကတော့လူရဲ့သဘောကတော့မျက်မြင်ကိုယ်တွေ့မြင်ရမှယုံတယ်အဲ့ဒါလူရဲ့သဘောဖြစ်တယ်ဖခင်သခင်ကအရင်ဆုံးတင့်ကိုအရင်မြင်ခိုင်းတာမဟုတ်ဘူးဖခင်သခင်ကအရင်ဆုံးကျွန်တော်တို့ကိုဘာလုပ်ခိုင်းတာလဲဆိုရင်အရင်ဆုံးယုံကြည်ခိုင်းတာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကျမ်းစာကိုကျွန်တော်ဖတ်ကြည့်ရအောင်နော်ကျမ်းစာထဲမှာဘာပြောလဲဆိုတော့ကျွန်တော်အရင်ဆုံးကြည့်မယ်အဲ့တော့ရှမာသဲခရစ်ဝင်အခန်းကြီး9နော်ရှမာသဲခရစ်ဝင်အခန်းကြီး9အခန်းငယ်ကျွန်တော်30ကိုဖတ်ချင်ပါတယ်အခြေပြုကျမ်းစာပေါ့နော်ရှမာသဲခရစ်ဝင်အခန်းကြီး9အခန်းငယ်30မှာဘာရေးလဲဆိုရင်သူတို့သည်မျက်စိပွင့်လင်းလေ၏sorry 29ကိုကျွန်တော်ဖတ်ချင်ပါတယ်30မဟုတ်ပါဘူး29ဖြစ်ပါတယ်ထိုအခါသူတို့၏မျက်စိကိုတို့တော်မူ၍တင်တို့ယုံခြင်းရှိသည့်အတိုင်းတင်တို့၌ဖြစ်စေဟုမိန့်တော်မူလျင်သူတို့သည်မျက်စိပွင့်လင်းလေ၏ဟုတ်ပြီဒီထဲမှာကျွန်တော်အယံခွန်အားယူရတဲ့စကားလုံးတစ်လုံးရှိပါတယ်ဘုရားသခင်ပြောလိုက်တဲ့စကားပါယေရှုခရစ်တော်ပြောလိုက်တဲ့စကားလုံးလေးတစ်ခုဖြစ်တယ်အယံနဲ့တက်လို့ဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်သင်တို့ယုံခြင်းရှိသည့်အတိုင်းနဲ့သင်တို့၌ဖြစ်စေလို့ပြောတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားသခင်ကိုဘယ်လိုယုံတယ်လဲဘုရားသခင်တတ်နိုင်တယ်ငါတို့ကိုပြောင်းလဲပေးနိုင်တယ်လက်ရှိအခြေအနေကိုသွားပြီးမကြည့်နဲ့ဘုရားသခင်ငါတို့အတွက်အကောင်းဆုံးလုပ်ပေးမယ်ဒီနေ့သင်မချမ်းပါဘူးလက်ရှိအခြေအနေကငါဟာချမ်းပါတယ်လို့သင်ယုံဖို့လိုတယ်ဘုရားသခင်ကအခုလက်ရှိမချမ်းပါသေးဘူးနော်အဲ့ဒါကိုပြောနေတာမဟုတ်ဘူးအရင်ယုံရင်ချမ်းပါလာမယ်လို့ပြောတာဖြစ်တယ်သင်ကယုံကြည်ခြင်းဟုတ်ပြီသင်ချမ်းပါမယ်လို့ယုံရင်အဲ့ဒီယုံကြည်တဲ့အတိုင်းသင်ရဲ့အသက်တာထဲမှာဖြစ်လာမှာကိုပြောခြင်းဖြစ်တယ်ဟုတ်ပြီနော်မိသားစုများသင်ယုံတဲ့အတိုင်းသင်ရဲ့အသက်တာထဲမှာဖြစ်လာမယ်ဆိုတော့ကိုပြောတာဖြစ်တယ်ဒီနေ့သင်ဟာဘာယုံထားလဲအဲ့ဒီသင်ယုံတဲ့အတိုင်းသင်ရဲ့အသက်တာထဲမှာဖြစ်လာလိမ့်မယ်မိသားစုများဟုတ်ပြီနော်သင်ယုံတဲ့အတိုင်းသင်ရဲ့အသက်တာထဲမှာဖြစ်လာရမယ်ဒီနေ့သင်ဟာအိမ်ပိုင်မရှိသေးဘူးဒါပေမဲ့သင်ဟာအိမ်ပိုင်နဲ့နေရမယ်လို့သင်ယုံရင်အဲ့ဒီယုံတဲ့အတိုင်းပဲဖြစ်လာမယ်ကျမ်းစာလေးကိုကျွန်တော်ဖတ်တဲ့အခါမှာယေရှုခရစ်တော်ကယုံကြည်ခြင်းရှိသည့်အတိုင်းသင်ရဲ့ယုံကြည်ခြင်းအတိုင်းပဲသင်၌ဖြစ်စေတဲ့ယုံကြည်ခြင်းရှိတဲ့အတိုင်းဖြစ်ပါစေဆိုပြီးကျမ်းစာထဲမှာအဲ့ယုံကြည်ခြင်းအကြောင်းကိုခဏပြောတာကိုကျွန်တော်ဖတ်မိတယ်အခုကျွန်တော်ဖတ်လိုက်တဲ့အခြေပြုကျမ်းစာကဘာအကြောင်းလဲဆိုရင်ယေရှုခရစ်တော်ကတမူးအိမ်ကနေပြန်လာတယ်တမူးရဲ့ငယ်သားကနော်ယောဂအနာပြောက်သွားတယ်အဲ့အချိန်မှာသူကပြန်လာတဲ့အခါမှာအဲ့ဒီမျက်မမြင်နှစ်ယောက်ကယေရှုခရစ်တော်နောက်ကိုလိုက်လာတယ်နော်ဟာယေရှုခရစ်တော်နောက်ကိုဘယ်လိုလိုက်မလဲသူတို့ကမျက်စိမှမမြင်တာမျက်စိမမြင်တဲ့သူကဘာကောင်းလဲဆိုရင်ဒီအကြားကောင်းတယ်နော်ပြီနော်အကြားကောင်းတယ်အနံ့ကောင်းတယ်သူအနံ့ရှူတာနော်အကြားကောင်းတယ်အနံ့ကောင်းတယ်အဲ့တော့သူတို့ကဘာလုပ်လာလဲဆိုရင်ယေရှုခရစ်တော်နောက်ကိုသူတို့လိုက်လာတဲ့ခါမှာသူတို့ပြောတဲ့အရာတစ်ခုကဘာလဲဆိုရင်ကျွန်တော်အစနေဖတ်လိုက်မယ်နော်ရှမာသဲခရစ်ဝင်ခန်းကြီးကိုအခန်းငယ်29ကနေကျွန်တော်31ထိကိုကျွန်တော်ဖတ်သွားခြင်းနဲ့ထိုအရမယေရှုသည်ကြွတော်မူစဉ်တဲ့မျက်စိကန်းသောသူနှစ်ယောက်တို့သည်နောက်တော်သို့လိုက်၍ဒါဝိဒ်၏သားတော်ကျွန်ုပ်တို့ကိုတနာတော်မူပါဟုဟစ်ကြော်ကြ၏တဲ့ဒါဝိဒ်ရဲ့သားတော်လို့ပြောတဲ့အခါမှာတနည်းအားဖြင့်သူတို့ကဘာကိုလက်ခံထားတာလဲဆိုရင်ယေရှုခရစ်တော်ကမေရှိယတနည်းအားဖြင့်ကယ်တင်ရှင်ဖြစ်တယ်လို့သူတို့ကလက်ခံထားတာဖြစ်တယ်သူတို့သိနေတာဖြစ်တယ်အဲ့တော့သူတို့ကဘာလို့လဲအဲ့ဒီကယ်တင်ရှင်သူတို့ကိုယေရှုခရစ်တော်ကကယ်တင်ပေးနိုင်တယ်ဒီနည်းအားဖြင့်မျက်စိမမြင်ဘူးလက်ရှိမှာဒါမျက်စိမြင်အောင်လုပ်ပေးနိုင်တယ်ဆိုတော့သူတို့အရင်ဆုံးယုံတာသူတို့အသက်တာထဲမှာမပြောက်သေးဘူးနော်မျက်စိမမြင်တော့မဲယေရှုခရစ်တော်နောက်ကိုလိုက်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုအရင်ဆုံးလုပ်ရတဲ့အလုပ်ကဘာလဲဆိုရင်ယုံဖို့ဖြစ်တယ်မိသားစုများယုံဖို့ဖြစ်တယ်အဲ့ဒီမမြင်နှစ်ယောက်ကယုံတာဘာကိုအရင်ယုံတာလဲဆိုရင်မျက်စိမြင်မယ်ဆိုတာအရင်ဆုံးယုံတဲ့ခါမှာသူတို့လိုက်တာဖြစ်တယ်
ယုံမှမယ်သူတို့လိုက်လို့ရမှာမယုံရင်တော့သူတို့လိုက်လို့မရဘူးယုံတဲ့အခါမှာငါမျက်စိကောင်းသွားမယ်ဆိုတော့ငါယုံတယ်ဒါကြောင့်ငါလိုက်မယ်ဒီနေ့သင်ဟာယေရှုခရစ်တော်နောက်ကိုလိုက်တာလိုက်နေတယ်နော်မိသားစုများခရိယန်ဖြစ်တာဖြစ်နေတယ်ဒါပေမဲ့ဖခင်သခင်လှုပ်ပေးနိုင်တယ်ဆိုတော့သင်မယုံဘူးဖြစ်တယ်ဟိုမှာနော်ဟိုမှာအစဉ်ပြေဟိုဘက်သွားလိုက်တယ်ဟိုမှာရေးလာဆိုဟိုမှာရေးလာလှုပ်တယ်အဲ့လိုမဖြစ်ရဘူးမိသားစုများနော်တကယ်သင်ခံစားရမယ်သင်ကိုယ်တိုင်ခံစားနေရမယ်ဘုရားသခင်တက်နိုင်ကြောင်းကိုတချို့သောသူတွေကဘုရားသခင်တက်နိုင်ကြောင်းကိုမသိပဲနဲ့အဲ့ဒီမျက်စိမမြင်တဲ့လူနှစ်ယောက်လိုပဲလိုက်နေတယ်ဒီမှာကြတော့မျက်စိမြင်တဲ့ဒီလူနှစ်ယောက်ကတော့သူတို့ယုံကြည်ခြင်းနဲ့လိုက်တာဖြစ်တယ်ဒီနေ့သင်ကအဲ့ဒီမျက်စိမမြင်တဲ့သူကဲ့သို့လိုက်နေတာဒါမှမဟုတ်မျက်စိမမြင်မဲနဲ့မယုံမဲနဲ့လိုက်နေတာလားလို့ကျွန်တော်ပြောချင်တာဖြစ်တယ်သင်မယုံမဲနဲ့လိုက်နေရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဒီနေ့အိမ်ပိုင်မရှိတဲ့သူကအိမ်ပိုင်ရမယ်လို့သင်ယုံကြည်ခြင်းနဲ့သင်ဘုရားနောက်ကိုလိုက်ကြည့်ဒီကျွန်တော်ဆူတောင်းနေတယ်ဟုတ်ပြီမိသားစုများကျွန်တော်ဆူတောင်းနေအများကြီးကျွန်တော်စီမှာဆူတောင်းစရာတွေရှိတယ်အဲ့ဒီဆူတောင်းချက်တွေကိုသင်ယုံဖို့လိုတယ်အရင်ဆုံးယုံပြီးဆူတောင်းရမှာကျွန်တော်ကတစ်ခါကျမရတော့ဘူးဆိုလက်လျှော့တက်တဲ့သဘောရှိတယ်အဲ့လိုဘုရားသခင်ကမကြိုက်ဘူးဒါဆိုရင်သင်ဟာမယုံတဲ့အတွက်သင်ရဲ့အသက်တာထဲမှာဘလောက်ပဲသင်ဆူတောင်းနေဖြစ်လာမှာမဟုတ်ဘူးဖြစ်တယ်ဟုတ်ပြီနော်နားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေ့သင်ဆူတောင်းနေတဲ့အရာမှာရမယ်လို့ယုံပါမိသားစုများဟုတ်ပြီဒီနေ့ပါဝင်တဲ့မိသားစုများအားလုံးကိုဘုရားသခင်ထူပဲကောင်းချီးပေးပါစေမက်ကရင်တဲ့နော်သခင်ယေရှုနာမ၌မင်္ဂလာပါကျွန်တော်ရဲ့ဖခင်ကြီးဆရာဦးရာဂျူးသခင်ယေရှုနာမ၌မင်္ဂလာပါနော်ဟုတ်ပြီကျွန်တော်ကအခု Facebook ကနေလေကျွန်တော်က YouTube link လေးကို share ထားတယ်ပေါ့နော်အဓိကတော့ကျွန်တော်က YouTube ကနေ live လွှင့်နေတာဖြစ်တယ်အဲ့ဒီ link လေးကိုကျွန်တော်Facebook page နဲ့ကျွန်တော်ရဲ့ Facebook account မှာ share ထားပါတယ်လို့အဲ့ကနေဝင်လာရင်တော့ကျွန်တော်တို့ဒီ YouTube ထဲကိုရောက်လာလိမ့်ပါမယ်เนาะအဲ့တော့အရောက်တိုင်းလဲပါဝင်ဖို့ရန်ဖိတ်ခေါ်ပါတယ်မိသားစုများအားလုံးကိုဘုရားသခင်ထူပဲကောင်းချီးပေးပါစေအဲ့တော့ဟုတ်ပြီဒီနေ့သင်ဟာဟိုးအောက်မှာသင်ဟာကျွန်တော်ပြောပြမယ်မိသားစုများသင်ဟာလက်ရှိသင်တန်ရှင်းရေးဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါမှတနေ့ဘုရားသခင်သင်ကိုချီးမြှောက်မယ်ဆိုတာသင်ယုံအဲ့ဒီယုံကြည်ခြင်းနဲ့သင်လုပ်ဖို့ဖြစ်တယ်တခါကျကျွန်တော်ရဲ့အသက်တာမှာယုံကြည်ခြင်းမရှိဘဲလုပ်နေရင်ဘာမှမထူးဘူးဖះကိုယုံနေဆိုဘာမှမထူးဘူးလို့ပြောခြင်းတယ်ဘာမှထူးလာမှာမဟုတ်ဘူးတကယ်ယုံပြီးလိုက်ရင်တကယ်ယုံကြည်ခြင်းနဲ့ဖះစီကိုလာရင်ဖြစ်ကိုဖြစ်ရမယ်ဒီနေ့ဒီမျက်စိမမြင်တဲ့သူနှစ်ယောက်ကယေရှုခရစ်တော်လုပ်ပေးနိုင်တယ်ဆိုတော့အရင်ဆုံးသူတို့ယုံတာဒါကြောင့်ဘုရားသခင်ပြောတယ်မင်းတို့ယုံခြင်းရှိသည့်တိုင်မင်းမှာဖြစ်ပါစေလို့ပြောလိုက်တာဖြစ်တယ်ဒီနေ့သင်ယုံတဲ့အတိုင်းသင်မှာဖြစ်လာမှာဖြစ်တယ်ဟုတ်ပြီနော်သင်ယုံတဲ့အတိုင်းသင်မှာဖြစ်လာမှာဒီနေ့သင်ဟာကျမ်းမာတယ်လို့ယုံရင်မိသားစုများကျမ်းမာတယ်လို့ယုံရင်အဲ့ဒီယုံတဲ့အတိုင်းသင်မှာကျမ်းမာလာမှာဖြစ်တယ်ဟုတ်ပြီနော်ဒီအကျွေးကြုံဘွားကနေသင်လွတ်မြောက်မယ်လို့သင်ယုံရင်သင်ယုံတဲ့အတိုင်းပဲလွတ်မြောက်လာမှာဖြစ်တယ်ဟုတ်ပြီနော်အရင်ဆုံးဖြစ်တာမဖြစ်တာကိုမစဉ်းစားနဲ့မိသားစုများနော်ဖြစ်တာမဖြစ်တာကိုမစဉ်းစားနဲ့ဦးဖခင်သခင်လှုပ်ပေးနိုင်နေဆိုတာကိုအရင်ဆုံးယုံကြည်ဖို့ဖြစ်ပါတယ်အဲ့ဒါအရေးအကြီးဆုံးဆိုတာကိုနားလည်စေခြင်းနဲ့ဒါကြောင့်ဘုရားသခင်ကပြောလဲယုံကြည်ခြင်းမရှိရင်တဲ့သူ့ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးလို့ပြောတယ်ယုံကြည်ခြင်းမရှိရင်စိတ်တော်နဲ့မတွေ့နိုင်ယုံကြည်ခြင်းရှိမှဘုရားသခင်စိတ်တော်နဲ့တွေ့နေတာဖြစ်တယ်ဘုရားသခင်လည်းနှစ်သက်မှာဖြစ်တယ်ဟုတ်ပြီနော်မိသားစုများဒါကြောင့်ကျမ်းစာထဲမှာအဲ့ဒီမျက်မမြင်နှစ်ယောက်ကယုံပြီးသူလိုက်တဲ့ခါမှာဘုရားပြောလိုက်တဲ့စကားကအယံကောင်းတယ်ဘုရားသခင်ဘာပြောလဲဆိုအခန်းငယ်28ကိုကျွန်တော်ဖတ်ကြည့်အောင်အိမ်တို့ဝင်တော်မူလင်တဲ့မျက်စိကန်းသောသူတို့သည်အထံသို့ချင်းကကြ၏ကိုတော်ကလည်းဤအမှုကိုငါတတ်နိုင်သည်ကိုယုံသလုံးမေးတော်မူလင်ယုံပါဤသခင်ဟုရှောက်ကြ၏တဲ့အဲ့သူတို့ယုံတယ်လို့ပြောတဲ့အတွက်မင်းမှာယုံတဲ့အတိုင်းမင်းမှာဖြစ်ပါစီလို့ပြောတာဖြစ်တယ်
hey တင်ယခုလက်ရှိမှာတော့တင်ဟာသူများရဲ့အောက်မှာလုံနေရမယ်ဒီနေ့တင်ကငါသူများရဲ့အထက်မှာလုံရမယ်လို့တင်ယုံရင်အဲ့တိုင်းတင်ဖြစ်လိမ့်မယ်ဘယ်သူလုံပေးမှလဲဒီနေ့ဖယားကတင်ကိုလုံပေးမှနော်ဖယားကတင်ကိုလုံပေးမှနော်မိသားစုများဖယားလုံပေးမယ်ဆိုတာကိုယုံဖို့ပဲလိုတယ်အဲ့ဒါအရေးအကြီးဆုံးဆိုတာကိုနားလည်စေချင်တယ်အဲ့တော့ဆက်ပြီးတော့ကျွန်တော်ကြည့်တဲ့အခါမှာရှမသက်ခရစ်ခန်းကြီး၈ထဲမှာလဲကျွန်တော်ဖတ်ရင်တွေ့ရမယ်နော်ရှမသက်ခရစ်ခန်းကြီး၈ခန်းငယ်73မှာလဲအဲ့တမှုကိုဘုရားသခင်ပြောတဲ့အရာလေးကနော်တမှုကဘုရားကိုဘာလို့လဲယုံနေအဲ့တော့ဘုရားသခင်ပြောလိုက်တဲ့အရာကရှမသက်ခရစ်ခန်းကြီး၈ခန်းငယ်73မှာတမှုအသင်သွားလို့ယုံကြည်သည်နဲ့အညီသင်နိုင်ဖြစ်စေလို့ပြောတယ်ဒီအရာကိုဘုရားသခင်သုံးတယ်ယုံကြည်တဲ့အတိုင်းသင်မှာဖြစ်ပါစေတဲ့သင်မှာဖြစ်လာမှာကသင်ယုံဖို့အရင်ဆုံးလိုတယ်ဘာကိုယုံရမှာလဲအဲ့ဒီဟာရကိုရမယ်ဖြစ်ကိုဖြစ်မယ်လို့ယုံဖို့မိသားစုများယုံစာရာကိုဘုရားသခင်ကခလေးပေးမယ်လို့စာရာယုံဖို့ပဲလိုလားလက်ရှိမှာမရဘူးဒါပေမဲ့ဘုရားသခင်ပေးမယ်လို့ယုံရင်ရကိုရမယ်ဘုရားသခင်မပေးဘူးလားပေးတယ်ဘုရားသခင်သင်ကိုပေးပြီးသားဖြစ်လာမယ်ဆိုတော့ဖြစ်ပြီးသားသင်ယုံရင်အဲ့ဒါဖြစ်ပြီသင်မယုံရင်ဘာမှလုပ်လို့မရဘူးသင်မယုံရင်ဖြစ်မလာဘူးပဲသင်အိမ်ပိုင်နဲ့နေရမယ်လို့သင်ယုံကြည်လိုက်ဒီနေ့ဖြစ်ကိုဖြစ်ရမယ်ဗျာဘယ်သူလုပ်ပေးမှလဲအဲ့ဒီသင်ရဲ့ယုံကြည်ခြင်းအဖြစ်ပဲဘုရားကလုပ်ပေးတာဖြစ်တယ်အရင်တော့ကျွန်တော်တို့အိမ်ပိုင်မရှိခဲ့ဘူးယုံနေဒီနေ့ဘုရားသခင်ငါတို့ကိုအိမ်ပိုင်ပေးမယ်ငါတို့ကိုဒီလိုမထားဘူးယုံတဲ့ခါမှာဖြစ်လာတယ်ဟာလေလုယာယူပါယုံထားတယ်အဲ့ဒီတိုင်းပဲအားလုံးဖြစ်လာတယ်အားလုံးဖြစ်လာတယ်ကျွန်တော်ယုံကြည်သူရဲ့အသက်တာမှာယုံကြည်သူလို့ပြောပြီးတော့မယုံကြည်သူတွေဖြစ်နေတယ်ဖခင်ကိုဒွိခတန်တရားတွေနဲ့ကျွန်တော်ဘာလို့လဲယုံနေတယ်ပေတရုယေရှုခရစ်တော်ရေပေါ်လမ်းလျှောက်ခဲ့လို့ပြောတဲ့ခါမှာယုံတော့ယုံပေမဲ့အနိနာရောက်တဲ့ခါမှာဒွိခတန်တရားဝင်သွားတယ်အဲ့တော့သူဘာလို့လဲမြုပ်သွားတယ်ယုံနေတဲ့ခါမှာတော့သူလမ်းလျှောက်လို့ရတယ်ရေပေါ်မှာလမ်းလျှောက်လို့ရနေတယ်ယုံနေတဲ့ခါမှာတော့လေဒီနေ့သင်ယုံနေတဲ့ခါမှာတော့သင်တို့အစဉ်ပြေနေမှာပဲမယုံရင်တော့အဲ့ဒါတွေအားလုံးကဆုံမြုပ်သွားမှာဟေးအရေးကြီးဆုံးပဲအရေးကြီးဆုံးပဲဆောင်ဝဲဖြည့်သူလိုပဲတကယ်ချင်းညီကိုမောင်မတို့ဆောင်ဝဲဖြည့်သူလိုပဲယုံကြည်ခြင်းဆိုတာစာကြက်တာနဲ့အတူတူပဲလို့ပြောရမယ်စာမကြိုက်တော့ဆောင်ဝဲမအောင်ပဲယုံကြည်ခြင်းမရှိတော့လည်းသင်အောင်မှာမဟုတ်ဖြစ်လာမှာမဟုတ်ဘူးပဲအဲ့ဒီလိုပြောရမယ်အဲ့ဒီလိုပြောရမှာပဲချစ်ရတဲ့ညီကိုမောင်မတို့ကျွန်တော်ရဲ့အသက်တာမှာလုံနေတာကသင်ရဲ့အသက်တာမှာရွှေရှိဖို့မလိုပါဘူးငွေရှိဖို့မလိုပါဘူးဟိုဟာတက်လို့လည်းမလိုဘူးဟိုဟာဒီဟာတက်လည်းမလိုဘူးဘာမှမတက်လဲဒီနေ့သင်ဟာဖခင်အတွက်ငါဒီနေရာမှာအစေခံမယ်လို့သင်ယုံကြည်ခြင်းနဲ့သင်စချေလိုက်ရင်အဲ့တိုင်းပဲသင်ဖြစ်လာလိမ့်မယ်ဆိုအဲ့ဒါကကျွန်တော်ရဲ့အသက်တာမှာ main လို့ပြောချင်တာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ပဲယုံကြည်ခြင်းမရှိရင်နဲ့ဘုရားသခင်ရဲ့စိတ်တော်နဲ့လုံးဝမတွေ့နိုင်ဘူးလို့ပြောလိုက်တာဖြစ်တယ်သင်ဘလောက်ပဲဆုတောင်းနေပါစေယုံကြည်ခြင်းမပါတဲ့ဆုတောင်းခြင်းကလေထဲမှာပျောက်သွားမှာပဲလေထဲမှာပျောက်သွားမှာဘုရားသခင်ပြောတယ်အကျင့်မပါတဲ့ယုံကြည်ခြင်းကအသေးတဲ့တကယ်ယုံမှတကယ်ရမှာအဲ့ဒီမျက်စိမမြင်တဲ့သူနှစ်ယောက်ကသူဘာပြောလဲကျွန်တော်တို့ယုံနေတဲ့မျက်စိမြင်ဖို့ကိုတော်လုတ်ပေးမယ်ဆိုတာကိုယုံနေဒါဆိုမင်းယုံတဲ့တိုင်မင်းမှာဖြစ်ပါစေလို့ပြောတာဒါဆိုရင် तू မယုံ तू မဖြစ်ဘူးပဲ तू မယုံရင် तू မဖြစ်ဘူး तू ယုံတဲ့အတွက် तू ဖြစ်သွားတယ်ဒီနေ့သင်လည်းမယုံရင်မဖြစ်ဘူးပြပြယုံရင်ဖြစ်မယ်သင်ယုံရင်သင်ဖြစ်မယ်ဟာလေလုယာသင်ယုံရင်သင်ဖြစ်မယ်သင်မယုံရင်တော့သင်အသက်တာထဲမှာဖြစ်လာမှာမဟုတ်ဘူးဖြစ်တယ်အဲ့ဒါအရေးကြီးလို့မယ်ဘုရားသခင်ကမယုံတဲ့သူတွေပေါ်မှာနမိတ်လက်ခံမပြဘူးတတ်သိမပြဘူးလို့ပြောတယ်ဟုတ်ပြီအဲ့ကျမ်းစာလေးကိုကျွန်တော်ဖတ်ချင်တယ်ဆိုရင်ရှမသက်ခရစ်ခန်းကြီး73ခန်းကြီး58ကိုဖတ်ရင်တွေ့ရလိမ့်မယ်မိသားစုများရှမသက်ခရစ်ခန်းကြီး73ခန်းကြီး58မှာဒီလိုရေးထားပါတယ်
မြို့သားများတို့သည်မယုံကြည်ကြသောကြောင့်ထိုအရ၌များစွာသောတကူကိုပြတော်မမူတဲ့မယုံကြည်တဲ့အတွက်နမိတ်လက္ခဏာမမြင်ရဘူးလို့ပြောလိုက်တာဖြစ်တယ်မယုံကြည်တော့ဘာမှဘုရားသခင်မလုပ်တော့ဒီသင်ရဲ့အသက်တာထဲမှာလည်းမယုံဘူးဆိုရင်တော့ဘုရားသခင်ဘာမှလုပ်မှာမဟုတ်ဘူးဘုရားသခင်ဘာမှမလုပ်ပြီးတော့ဘူးသင်ယုံမှပဲသင်ကိုဘုရားသခင်လုပ်ပြီးမှာနော်ဒါကြောင့်ဗါလဲယုံကြည်သူလို့ခေါ်ရတာဖြစ်တယ်ခရိယန်တွေကိုဘယ်လိုခေါ်လဲယုံကြည်သူလို့ခေါ်တာယုံကြည်မှရမှာမယုံရင်မရဘူးကယ်တင်ခြင်းနဲ့ထုံနည်း၎င်းမဲ့ယေရှုခရစ်တော်ကသင်ကိုကယ်တင်နိုင်တယ်ဆိုတာကိုကယ်တင်ပေးမယ်ဆိုတာကိုသင်ယုံမှုဖြစ်တယ်မယုံရင်သင်နဲ့ကယ်တင်ခြင်းမရမှာမဟုတ်ဘူးခရိယန်မီယိုဖလာခရိယန်ထဲမှာပဲရှိနေအောင်ပါပဲမီယိုဖလာခရိယန်ထဲမှာပဲရှိနေအောင်ပါပဲsorry ပါအဲ့တော့မိသားစုများမယုံတဲ့ပုံမှာဘုရားသခင်ဘာမှအလုပ်မလုပ်ဘူးယုံမှပဲဘုရားသခင်အလုပ်လုပ်ရတာဖြစ်တယ်ကျမ်းစာထဲမှာပါတယ်ယုံကြည်ခြင်းရှိမှပဲဘုရားသခင်အလုပ်လုပ်ရတယ်အာဗြဟံဘုရားသခင်သူ့ရဲ့သားကိုအများကြီးပြန်ပေးနိုင်တယ်ဆိုတာသူယုံနေတယ်ငါစီကဘုရားတောင်းတယ်ဘုရားသခင်ပြန်ပေးနိုင်တယ်ငါယုံနေအဲ့ချက်ကောင်းတဲ့သားကိုလည်းပေးနိုင်တယ်ဆိုသူယုံနေယုံလို့သူပေးတာပေါ့မယုံရင်သူပေးမလားဘုရားပေါ်မှာသူယုံကြည်ခြင်းစိတ်ချတယ်အပြည့်ဝရှိတယ်ဒါကြောင့်ဘုရားသခင်ကအာဗြဟံကိုဘာပြောလဲယုံကြည်ခြင်းရဲ့ဖခင်လို့ပြောတာသူယုံလို့လက်ရှိသူ့မှာတားတယောက်လည်းရှိတာပေးလိုက်မယ်သူ့မှာမရှိဘူးလို့သူအဲ့လိုမစဉ်းစားဘူးငါ့ကိုဘုရားသခင်ပေးနိုင်တယ်ပေးမှာငါ့ကိုဒီတင်ပါယောဂဖြစ်နေတယ်ကျွန်တော်ပြောမယ်မိသားစုများကြိုက်တဲ့ယောဂဖြစ်ပါစေဘုရားသခင်အဲ့ဒီယောဂထဲကနေတင့်ကိုလွတ်မြောက်ခွင့်ပေးမယ်ကျမ်းမာခွင့်ပေးမယ်ဆိုတာကိုယုံအရင်ဆုံးအဲ့ဒါကိုအရင်ယုံအဲ့ဒါကိုအရင်လုပ်အဲ့ဒီအပေါ်မှာဖခင်အလုပ်လုပ်သွားမှာပဲသင်ယုံတဲ့အတိုင်းဖြစ်စေတဲ့ဟေးသင်အဖြူလို့ယုံရင်အဖြူဖြစ်လာလိမ့်မယ်နော်သင်အမဲလို့ယုံရင်အမဲဖြစ်လာလိမ့်မယ်အဲ့ဒါပဲရှင်းနေတာပဲဒီလောက်ထိရှင်းတာမရှိတော့ဘူးမိသားစုများဟုတ်ပြီနော်မိပြက်နေလို့ချွေးနေနဲ့ထွက်သွားပါတယ်နော်အခုကျေးတော့ကြောင့်မိပြက်လာဘာလို့ကျွန်တော်တို့ခရစ်ယာန်တွေဆုံးရှုံးနေကြတယ်ပြန်စဉ်းစားကြည့်ယုံကြည်သူလို့သာပြောပြီးတော့တကယ်မယုံတာဗျတကယ်မယုံဘူးဘာလို့လဲဘုရားသခင်ငါ့ကိုပေးမယ်ပါဇက်ကလာပြောရယုံနေပြောဘာလို့လဲထီသွားထိုးတယ်နှလုံးသွားထိုးတယ်သူများစီကသွားချီးတယ်ဒါတကယ်ငါ့ကိုပေးမယ်လုံးဝပေးမယ်ငါမလုပ်ဘူးအဲ့လိုယုံဖို့လိုတယ်အဲ့လိုယုံရင်ယုံတဲ့အတိုင်းဖြစ်ကိုဖြစ်လာရမယ်ကျွန်တော်ပြောတာမဟုတ်နှုတ်ဘတ်တော်ကပြောနေတာဖြစ်တယ်နှုတ်ဘတ်တော်ပြောနေတာမိသားစုများနှုတ်ဘတ်တော်ကအဲ့ဒီလိုပြောနေတယ် Hallelujah in the name of Jesus ဖခင်ရဲ့နာမကအရာခတ်သိမ်းကိုတက်နိုင်တယ်ယေရှုခရစ်တော်မတက်နိုင်သောအမှုဘာတစ်ခုမှမရှိဘူးယေရှုခရစ်တော်မတက်နိုင်သောအမှုဘာတစ်ခုမှမရှိဘူးယေရှုခရစ်တော်အရာခတ်သိမ်းကိုတက်နိုင်ပါတယ်အရာခတ်သိမ်းကိုတက်နိုင်ပါတယ်ဒါကြောင့်ချစ်ရတဲ့မိသားစုများယေရှုခရစ်တော်တက်နိုင်ကြောင်းကိုသင်ယုံရင်နောက်ကိုလှည့်မကြည့်နဲ့တော့ရှေ့ကိုပဲဆက်သွားဖြစ်ပါမလားဟုတ်ပါမလားလို့သင်တွေးကတန်တရားရှိနေရင်သင်အသက်တာထဲမှာဘာမှမဖြစ်လာရအောင်အဟုတ်ဖြစ်လာမှာမဟုတ်ဘူးတမှုကသူ့ရဲ့ငယ်သားယေရှုခရစ်တော်စီသွားရင်ပျောက်ကိုပျောက်ရမယ်ယေရှုခရစ်တော်စီကိုသွားတယ်ယေရှုခရစ်တော်ကျွန်တော်ရဲ့တမှုဒီလိုဖြစ်နေတယ်ယေရှုခရစ်တော်လိုက်ခဲ့ငါလာခဲ့မယ်ကိုတော့မလာနဲ့ကိုတော့တလုံးပဲပြောလိုက်စကားတလုံးပဲပြောအများကြီးမပြောနဲ့ကိုတော့တလုံးနဲ့ပြောရင်ပျောက်သွားမယ်
ဟာဘုရားသခင်ကယေရှုခရစ်တော်ကအံ့ဩလို့ဟာယုံကြည်ခြင်းကွာကြီးလိုက်တာကွာကိုတော့လာကြမလို့ဘူးကျွန်တော်ယုံတာကိုတော့တလုံးပြောလိုက်တာနဲ့ပြီးသွားပြီပဲကိုတော့ကျွန်တော်ရဲ့ငယ်သားကိုလာဆိုရင်လာရတယ်သွားဆိုရင်သွားရတယ်အဲ့ဒီလိုပဲကိုတော့ပျောက်ဆိုလို့ပျောက်စီလို့ပြောရင်ပျောက်သွားမှာတဲ့ယောဂတဲ့ဒါပဲကိုတော့ကျွန်တော်ယုံတယ်တဲ့ကိုတော့လုပ်ပေးနိုင်တယ်ဆိုတော့ကိုတော့ပြောရင်ပြောတဲ့အတိုင်းဖြစ်မယ်ဆိုတော့ကျွန်တော်ယုံတယ်တဲ့ကျွန်တော်မှအဲ့လိုယုံကြည်ခြင်းမရှိဘူးလို့မိသားစုများအဲ့လိုယုံကြည်ခြင်းရှိကြည့်သင်ဘတ်တော့မှအမင်းနေရမနေရဘူးအမှန်ပဲသင်ဘတ်တော့မှအမင်းနေရမှာနေရမှာမဟုတ်ဘတ်တော့မှသင်ကဆုံးရှုံးသောသူဖြစ်ကိုဖြစ်မှာမဟုတ်ဘာကြောင့်လဲယုံကြည်ခြင်းကအောင်မြင်ခြင်းပဲယုံကြည်ခြင်းကလွတ်မြောက်ခြင်းပဲယုံကြည်ခြင်းကဝမ်းမြောက်ခြင်းပဲယုံကြည်ခြင်းကကြော်လွှားခြင်းပဲဒါကြောင့်ပြောတယ်မမြင်သေးသောအရာကိုသိမှတ်ဆွဲလန်းခြင်းလို့ပြောတာယုံကြည်ခြင်းဆိုတာမမြင်သေးဘူးတော့ဒါပေမဲ့သိမှတ်ဆွဲလန်းရကိုရတယ်ရမှာငါကဖြစ်လာမှာကွာဒါမဲ့ဘသူအားဖြစ်လဲဆိုယေရှုခရစ်တော်အားဖြစ်တော့ဖြစ်မယ်နော်အဲ့ဒါလေးတော့မှတ်ထားရမယ်သင်အားဖြစ်မဟုတ်ဘူးနော်ယေရှုခရစ်တော်အားဖြစ်ပဲဖြစ်လာမယ်မဖြစ်သေးသောအရာတွေမမြင်သေးသောအရာတွေကိုသိမှတ်ပြီးဆွဲလန်းနေတာငါဖြစ်ကိုဖြစ်ရမယ်ငါဖြစ်ကိုဖြစ်ရမယ်ယေရှုနာမအားဖြင့်ငါဖြစ်ကိုဖြစ်ရမယ်ဖခင်ကအဲ့ဒါကိုနှစ်သက်နေတာဟာလေလုယာအရေးကြီးဆုံးအရာကိုကျွန်တော်တို့မေ့နေတယ်လောကမှာဘာလို့ငါဆုံးရှုံးနေတာလဲငါဘဝမှာဘာလို့မဖြစ်လာဆိုငါဖခင်ကိုမယုံလို့ရှင်းရှင်းလင်းလင်းအဖြေကိုသိသွားရတယ်ရှင်းရှင်းလင်းလင်းအဖြေကိုသိသွားရတယ်ဒီနေ့သင်ကောဖခင်သခင်မေးလိုက်တယ်လေအဲ့ဒီမျက်စိမမြင်တဲ့လူနှစ်ယောက်ကိုဖခင်သခင်မေးတယ်ဒီနေ့သင်ကိုလည်းမေးနေတာနော်ရှင်မာသက်ခရစ်ခန်းကြီး9နော်ဖတ်ကြည့်အရန်ကောင်းတယ်အခန်းကြီး9ခန်း28ကိုတော်ကလည်းဤအမှုကိုငါတတ်နိုင်သည်ဟုယုံသလောတဲ့ယုံလားတဲ့သင်ယုံလားဒီနေ့သင်ယောဂပြောင်းမယ်လို့သင်ယုံလားသင်အကျွေးတွေကြေမယ်လို့သင်ယုံလားဟေးယုံလားဘုရားမင်းနေတယ်နော်ငါလုတ်ပေးနေဆိုမင်းယုံလားတဲ့ဘုရားမင်းနေတာယုံရင်ရပြီပဲယုံဖို့ပဲလိုတာတဲ့ဟာဒီလောက်လွယ်တာဗျာယုံဖို့ပဲလိုတာဗျာကျွန်တော်ကမယုံတော့ဒုက္ခတွေရောက်နေတာယုံတဲ့အခါမှာလဲဒွိခတန်တရားကင်းရမယ်နော်သို့လို့ယုံလို့မရပေတရုငါရေပေါ်ရှောက်နေပါလားသူနဲ့ခရစ်တော်ရှိနေဆိုတာ तू မသိငါဒီထိရောက်လာပြီလေဆက်ရှောက်သင်ယုံကြည်ခြင်းနဲ့ရှောက်လာတာဒီထိရောက်လာပြီလေလက်မလျှော့နဲ့ဆက်ပြီးယုံအဆုံးထိရောက်သွားလိမ့်မယ်ပေတရုယုံလာတာလေတဝက်ထိရောက်လာပြီဒါပေမဲ့ယုံကြည်ခြင်းရိုင်လဲသွားတယ်မယုံကြည်သူဖြစ်သွားတယ်ယုံတဝက်မယုံတဝက်ဖြစ်သွားတယ်ဟာဟုတ်ပါမလားငါရေပေါ်ဖြောက်ရှောက်နေဟုတ်ပါမလားစဉ်းစားကြည့်လေဖခင်ကကိုတော်တဲ့ကျွန်တော်လည်းရေပေါ်ရှောက်ပြီးရောစီလာခြင်းဟေးလာခဲ့တဲ့ယေရှုကပြောတော့လာခဲ့ရေပေါ်ရှောက်ပြီးသူအဲ့ချိန်မှာတော့ယေရှုကိုကြည့်ပြီးသူလာတာပေါ့လမ်းတဝက်မှာရောက်တဲ့ခါမှာယုံတယ်လို့မယုံတယ်လို့လုပ်တဲ့အခါမှာမြုပ်သွားတယ်ယေရှုခရစ်တော်ရှိလို့သူလွတ်မြောက်တာဒီနေ့သင်ရဲ့အသက်တာမှာလည်းယေရှုခရစ်တော်ရှိလို့တခါကြကျွန်တော်မယုံတဲ့ຢာတွေအများကြီးရှိခဲ့ဘူးတဲ့ယုံနေတာပဲယုံတယ်လို့ပြောပြီးတော့ရှောက်နေတာပဲတကယ်ကြီးမားမားပြဿနာတွေတွေ့တဲ့အခါမှာယေရှုကိုမယုံကြည်တော့ဘူးဟုတ်ပါမလားဖြစ်ပါမလားငါတို့ကိုးကွယ်တဲ့ယေရှုကတကယ်ကိုအသက်ရှင်ရဲ့လားယုံတယ်လို့မယုံတယ်လို့ခါမြုပ်သွားမယ်စဉ်းစားကြည့်အဲ့လိုလုံးလို့မရဘုရားသခင်အဲ့လိုမနစ်တော့အဆုံးတိုင်အောင်ယုံရမှာအဆုံးတိုင်အောင်တည်ကြည်ရမှာအဆုံးတိုင်အောင်သစ္စာရှိရမှာအဲ့ဒါမှဘုရားရဲ့လက်ရာကိုမြင်ရမှာဘုရားသခင်အဲ့ဒီမြို့မှာလုံးဝမပြဘူးတဲ့ဘာကြောင့်သူတို့ကမယုံလို့တဲ့ယေရှုခရစ်တော်ကိုမယုံလို့ယုံတယ်လို့မယုံတယ်လို့တဲ့ခါမှာဘုရားသခင်နမိတ်လက္ခဏာအဲ့မြို့မှာလုံးဝမပြဘူးတဲ့လုံးဝမပြဘူးအဲ့ဒီမြို့ သင်ရဲ့မိသားစုမှာဘုရားကိုမယုံရင်ပြမှာမဟုတ်ဘူး
သင်ရဲ့အသင်းတော်မှာယေရှုခရစ်တော်ကိုမယုံရင်အဲ့နမိတ်လက္ခဏာကိုမြင်ရမှာမဟုတ်ဘူးသင်ရဲ့အသက်တာထဲမှာယေရှုလှုပ်ပေးနိုင်တယ်ဆိုတာကိုယုံမှနမိတ်လက္ခဏာကိုမြင်ရမှာဖခင်ရဲ့မဆာခြင်းကိုမြင်ရမှာကျွန်တော်ပြောမယ်လက်ရှိအခြေအနေကိုဘယ်တော့မှမစင်စားနဲ့မကြည့်နဲ့အဲ့ဒီရောက်ပြောင်းပြန်လှန်ပလိုက်ကျွန်တော်ပြောမယ်အရေးကြီးတယ်လားအရေးကြီးတယ်လားပြောင်းပြန်လှန်ပလိုက်အစင်မပြေဘူးလားအစင်ပြေတယ်လို့သင်ပြောင်းပြန်သာလှန်ပလိုက်တော့ဘာသူလှုပ်ပေးမလဲယေရှုခရစ်တော်လှုပ်ပေးမယ်လို့ပဲယုံပလိုက်ယေရှုခရစ်တော်ကိုဇုံလုံးကမ်းပြီးယုံလို့ရတယ်ပြောချင်တာကလုံးဝအုတ်တုံယုံခိုင်းတာလုံးဝအုတ်တုံယုံခိုင်းတာဟေးလက်ရှိမှာမောင်မြူးလားအောင်မြင်တော်သူဖြစ်မယ်ယုံကြည်ဒီမှာကျမ်းစာထဲမှာအလကားရေးတာမဟုတ်ဘုရားသခင်ပြောတယ်မင်းယုံကြည်ရှိတဲ့အတိုင်းမင်းမှာဖြစ်ပါစေဟာဒါဆိုရင်ငါတို့ယုံရင်ငါတို့ယုံတဲ့အတိုင်းပဲဖြစ်လာမှာပဲဒါဆိုရင်ငါတို့မယုံတော့မယုံတဲ့အတိုင်းဖြစ်လာတာပဲဟာရှင်းနေတာပဲအဖြေကတကယ့်ကိုရှင်းအော်ဟုတ်ပါလားမှန်ပါလားမိသားစုများစဉ်းစားဟာလေလုယာအဲ့ဒီယုံကြည်ခြင်းအဖြစ်ပဲဘုရားသခင်ပြောတယ်သင်တို့ယုံကြည်ခြင်းရှိလင်အိမ်တောင်ကိုနေရာမှာရွှေ့လို့ပြောရင်ရွှေ့ပဲတောင်ကနေရာကမရွှေ့သင်တို့သင်ယုံရမှာကအရင်ဆုံးအိမ်တောင်ရွေ့မယ်လို့သင်ယုံရမှာသင်ယုံကြည်ခြင်းရှိတယ်ဆိုရင်အဲ့တပ်ပင်ကိုအမြင့်ကလှန်ပြီးတော့ပင်လယ်ထဲကိုစိုက်စီလို့ပြောရင်သင်ပြောတဲ့အတိုင်းဖြစ်မယ်လို့ကျမ်းစာကပြောတယ်ယေရှုခရစ်တော်ပြောတယ်အပင်မစိုက်သေးဘူးနော်သင်အရင်ယုံမှအဲ့ဒါကဖြစ်လာမှာအရင်ဆုံးလုပ်ရမှာကယုံကြည်ခြင်းလူတွေကကိုယ်တိုင်မြင်မှကိုယ်တိုင်တွေ့မှယုံမှာအဲ့လိုလူတွေရှိတယ်ဘုရားသခင်အဲ့လိုလူကိုမနှစ်သက်အဲ့လိုလူနဲ့လည်းဘုရားသခင်အလုံးမလုံးဘူးအဲ့လိုလူကိုဘုရားသခင်အလုံးမလုံးဘူးဘုရားစိတ်တော်နဲ့လုံးဝမတွေ့ဟုတ်တယ်နော်အရင်ဆုံးလုပ်ရမှာကယုံကြည်ခြင်းပါဒီနေ့သင်ကိုခွန်အားပေးခြင်းနဲ့မိသားစုများသင်အရင်ဆုံးသင်ရဲ့အသက်တာထဲမှာရှိရမှာကဘာမှမရှိရင်နေပါစေနော်ဘာမှမရှိရင်နေပါစေငွေမရှိလို့စိတ်မညစ်နဲ့ငွေမရှိတာနဲ့ကြောက်ဖို့အကောင်းဆုံးကဘာလဲသိလားယုံကြည်ခြင်းဟာလေလုယာအဲ့ဒါအရေးကြီးဆုံးသင်ဘဝမှာဟိုမှာတက်ဦးဒီမှာတက်အဲ့ဒါအတွက်စိတ်မပူနဲ့ဖျားကလောက်ပေးမယ်ဆိုယုံကြည်ခြင်းအဲ့အရေးကြီးဆုံးပဲတခါကျကျွန်တော်တို့ကဟိုဟာမရှိလို့ဒီဟာမရှိလို့ကျွန်တော်ဝမ်းနေတက်တယ်ငါဒါမရှိတော့ငါဘယ်လိုလုပ်နိုင်မှာလဲမဟုတ်ဘူးငါလုံနိုင်တယ်ယေရှုအဖြစ်ငါလုံနိုင်တယ်အဲ့ဒါကျွန်တော်ကလေမလုံတော့မလုံရသေးဘူးဖြစ်နိုင်ပါမလားဟုတ်ပါမလားအဲ့လိုကြောင့်မဖြစ်တာမအောင်မြင်တာဖြစ်ပါမလားဟုတ်ပါမလားအဲ့ဒီလိုမလုံနဲ့အရင်ဆုံးယုံပါမိသားစုများသင်မှာယုံကြည်ခြင်းရှိဖို့ကအရေးအကြီးဆုံးပဲဒီနေ့သင်ကျမ်းမာလာမယ်လို့သင်ယုံကြည်နော်လက်ရှိချင်းငါဒီလိုလုံးဝငါဖြစ်မှာမဟုတ်ငါကဒီလိုနေရမှာမဟုတ်ဘူးငါကဘယ်လိုပြောရမှာလဲငါကဘယ်လိုသွားရမှာလဲငါကဘယ်လိုဟောရမှာလဲငါအဲ့ဒီလိုဖြစ်မှာအဲ့ဒီလိုယုံမှာသင်မိသားစုပြောင်းလဲမယ်လို့သင်ယုံမဖြစ်သေးတာမဖြစ်အခုလက်ရှိကိုမစင်စားနဲ့ယုံနေဟာကျွန်တော်မိသားစုပြောင်းလဲမှာကျွန်တော်ယုံနေကျွန်တော်မိသားစုပြောင်းလဲလာမှာယုံနေကျွန်တော်သူတို့အခုလုံးနေဟုတ်တယ်ကျွန်တော်မိသားစုကပြောင်းလဲလာမှာဟာသူလုံနေလက်ရှိချိန်နေကြည့်တဲ့အခါမှာဟာမဟုတ်ဘူးကျွန်တော်မိသားစုပြောင်းလဲလာမှာကျွန်တော်ယုံနေဟာကျွန်တော်ညီမကျမ်းမာလာမှာကျွန်တော်ယုံနေကျွန်တော်ဖေကျမ်းမာလာမှာကျွန်တော်ယုံနေလက်ရှိအဖေကအဲ့ရတယ်လေမဟုတ်ဘူးကျွန်တော်အဖေယုံနေဗျာယေရှုနာမအပြင်ကျွန်တော်ဖေကျမ်းကိုကျမ်းမာလာရမယ်ကျွန်တော်ယုံနေအဲ့ဒီပုံမှာဘုရားကဟာငါသားမင်းယုံတဲ့အတိုင်းမင်းမှာဖြစ်စီလို့ဘုရားသခင်ပြောလိုက်မှာဖြစ်တယ်
အာမင်ဟာလေလုယာအဲ့ဒါပါပဲမိသားစုအရေးကြီးဆုံးကအဲ့ဒါပဲဟာလေလုယာ we thank you Lord Jesus ဒီနေ့ပါဝင်ကြတဲ့မိသားစုများအားလုံးကိုဘုရားသခင်ထူးပဲကောင်းကြီးပေးပါစေယုံကြည်ခြင်းကအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်ရဲ့အသက်တာထဲမှာမယုံရင်ဘာမှနံပါတ်1ချက်ကျွန်တော်ပြောမယ်မိသားစုများယုံမှပဲအလုပ်လုပ်လို့ရတာလူတစ်ယောက်နဲ့တစ်ယောက်ယုံကြည်ခြင်းရှိမှပဲအလုပ်လုပ်လို့ရတယ်လို့ဒီနေ့ဖခင်ကလည်းတင့်ကိုယုံမှပဲအလုပ်ဆက်လုပ်လို့တင့်ကိုအလုပ်တင့်အဖြစ်ဖခင်ရဲ့အမှုကိုမြင်အမှုဖခင်သခင်လုပ်တဲ့အရာတွေကိုမြင်ရမှာဖြစ်တယ်မိသားစုများမယုံရင်လုပ်လို့မရလူတော်မှယုံမှပဲပစ္စည်းအတာယုံလို့ထားခဲ့တာနော်ယုံလို့လူတော်ကျွန်တော်တခါလေးယုံနေဖះကြတော့ကျွန်တော်တို့လူလောက်တော့မယုံတဲ့အခါမှာဝမ်းနည်းစရာကောင်းတယ်ဟုတ်တယ်နော်ဝမ်းနည်းစရာကောင်းတယ်ယုံပါလို့ကျွန်တော်ပြောချင်ပါတယ်မိသားစုများဒီနေ့သင်ကျွန်တော်စိတ်ခေါ်ရဲတယ်လက်ရှိသင်ရဲ့အခြေအနေကိုဘာမှသင်မစင်စားနဲ့ဖះသခင်လုတ်ပေးမယ်သင်ရဲ့အသက်တိုင်းမှာဖြစ်ချင်တဲ့နေရာဖះသခင်ဖြစ်အောင်လုတ်ပေးမယ်ဖះသခင်လုတ်ပေးမယ်ဆိုတာကိုဒီနေ့ကစပြီးယုံလိုက်တော့ဒီသင်ဟာသက်တည်ပြန်ပြီးခံရလိမ့်မယ်သက်တည်ပြန်ခံရသက်တည်ခံရတဲ့ခွင့်ဖះသခင်ပေးမယ်ဒီသားစုများဒါကြောင့်ဒီနေ့နှုတ်ပတ်တော်အဖြစ်ခွန်အားပေးခြင်းပါတယ်ယေရှုခရစ်တော်ကယုံကြည်ခြင်းရှိတဲ့အတိုင်းသင်ရဲ့ယုံကြည်ခြင်းအဖြစ်သင်၌ဖြစ်စေလို့ဘုရားသခင်ဘာလို့ခဏခဏချမ်းသာနေမှာပြောရလဲဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးနားလည်သွားပြီကျွန်တော်တို့လှုပ်တဲ့အခါမှာကျွန်တော်တို့ပြင်မှန်းနေယုံကြည်ခြင်းရှိလိုက်တဲ့အခါမှာပေါ့ပါသွားတယ်မယုံမဲနဲ့လှုပ်နေတဲ့အခါမှာမောတယ်ပြင်မှန်းနေယုံတဲ့အခါမှာပေါ့ပါပြီးလွတ်မြောက်တယ်မိသားစုများစမ်းကြည့်ပါဘုရားသခင်တင့်ကိုအမှုသစ်ပြုပေးမယ်ဘုရားဖြစ်ပါတယ်ဟာလေလုယာရောက်တိုင်းကိုဘုရားသခင်ထူပဲ